ကျွန်တော်တို့ဒီနေ့16ရက်နေ့တတိုင်းချောင်းမြို့ဖျားလန်းနဲ့မြို့သိရက်ွက်အောင်စရာလန်းရေချီနေတွေပါဒီနေ့တပေကန့်ထပ်တိုးပါတယ်လို့နော်အားလုံးပဲကျေးဇူးတင်ပါတယ်မင်္ဂလာမြတ်ခင်းလေးဖြစ်ကြပါကျွန်တော်တို့မကြမ်းကျွန်တော်တို့ကယ်ဆယ်ရေးရွှေပြောင်းရေးကျွန်တော်ထူတိုင်းရေးစတင်ပါမယ်ခင်ဗျာအားလုံးပဲရောမမျိုးတဲ့မျိုးတဲ့ဒီတောင်တန်းဒါတို့ပြည့်ကြုံသူလာနေမှာမဟုတ်အောင်လေးပါလေးထားအဲ့လိုမျိုးလေးရမလားတော့အမဟိုအိမ်ရှိတော်ရေဝင်းတယ်တော့ဒီကလူလာလာပြီးတော့လိုင်းဝင်လာပြောတယ်ဗျာဒါမိုးရွာလို့ကြီးရည်ဆိုဟုတ်လားမိုးရတာအဲ့လိုမကြည့်ဘူးမကြည့်ဘူးရေကဲဖျားလန်းနဲ့အောင်စရာလန်းတောင်ရေချီနေပါခင်ဗျာကျွန်တော်ငတန်းချောင်းညုံနေပါကျွန်တော်တို့ကယ်ဆယ်စကန်လေးညရေဝင်ပါပြီလို့ဒီမှာဒီမနေ့16နေလားဒီနေ့လားဟုတ်တယ်16ရက်နေပြီ16ရက်နေ့မနက်ပိုင်းအချိန်နေပါခင်ဗျာဒီမှာငတန်းချောင်းမျိုးရေတက်နေပါဗျာပိုဆိုးပါလားပိုဆိုးလာပါတယ်ဟိုမှာနော်အခုကကိုယ်အိမ်ကြီးလုံးလုံးမျိုးပါလားအဲ့လုံးလုံးမျိုးမရမှန်တယ်ပြောတာအဲ့ဒါဟိုမှာဒါရွှေ့ပေးတယ်လို့မှန်မှန်ဒါ